ခင်ဗျားတို့တသက်မှာတစ်ခါမှမမြင်ဘူးတဲ့ product ဖြစ်ပါတယ်မြန်မာနိုင်ငံမှာဘသူမှမလုပ်သေးတဲ့ပထမဦးဆုံး fax idea နဲ့ချစ်ဖို့ကောင်းတဲ့ product ပစ္စည်းလေးတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်စီကိုလက်စွပ်လေးရောက်လာပါတယ်ဆိုတော့အဲ့ဒီလက်စွပ်ကရိုးရိုးတန်းတန်းလက်စွပ်မဟုတ်ပါဘူးမြန်မာတနိုင်ငံလုံးမှာတစ်မျိုးပဲရှိတဲ့လက်စွပ်ပဲဖြစ်ပါတယ်လက်စွပ်တော့လက်စွပ်ပဲဒါပေမဲ့လက်စွပ်မဟုတ်ဘူးကြီးရကြီးဗျနည်းနည်းတော့ရှုပ်သွားသလားမသိဘူးဆိုတော့ပထမဦးဆုံးကြီးလိုက်မယ်ဆိုရင်တော့ congratulation ဆိုရဲစပြီးတော့မြင်ရမှာဖြစ်ပါတယ်အဓိက mail ကိုပဲပြလိုက်မယ်ဗျကျန်တဲ့ကတ်တွေကတော့မပြတော့ဘူးเนาะသူကဒီလိုလေးလာမှာဖြစ်ပါတယ်ဇုံတွဲပေါ့เนาะသူနဲ့ပုံစံတူလုံမယ်ဆိုရင်လုံတဲ့သူတရားဆွဲမှာတကယ်ဆွဲမှာယောက်ျားလေးတယောက်ကလူကြားထဲမှာဒီလက်စွပ်ဝက်သွားတဲ့ဆိုရင်ကောင်မလေးတွေအနေနဲ့ဘယ်လိုရှေ့မလဲဆိုဟာသူစီမှာ someone special တယောက်တော့ရှိနေလောက်ပြီဆိုတော့သိရသူကအဲ့လိုမျိုး message ပေးနိုင်တဲ့ဒီကောင်က power ပြင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဖွင့်ပြပေးမယ်shit ဖွင့်လိုက်တာနဲ့လုံးဝမီးတွေပါတယ်နဲ့ဒီမှာနော်လာတဲ့ပုံစံတော့သူကဒီလိုမျိုးလေးလာပါတယ်စုံတွဲပေါ့နော်အဓိက main ကဘာလဲဆိုတော့ဒီမှာ QR code ရဲ့ member ကတ်ကဲသူအဲ့ဒီကောင်လုံးဝအသက်ပဲဆိုတော့အဲ့ဒီ QR ကိုသူက scan ဖတ်လိုက်တာနဲ့ဒီလက်စွပ်ပိုင်ရှင်ရဲ့ data တွေအကုန်ကျတယ်မောင်ကမိန်းမရှိသူမိန်းမကို तू ကဒီလက်စွပ်ကို तू ကပေးတယ်အဲ့ဒီထိကရဒါပေမဲ့အဲ့မောင်ကသူမိန်းမကိုပေးတဲ့အပြင်ကိုပါနောက်ထပ်အငယ်နောက်တစ်ယောက်ကိုပေးမယ်ဆိုရင်ပေးလို့မရခင်ဗျာ3000ပုံပေးလဲသူတို့ဘက်ကနေမလုပ်ပေးဘူးသိန်းကိုတောင်းနေချီပြီးပုံပေးလဲသူတို့ဘက်ကနေမလုပ်ပေးဘူးဆိုတော့သူတို့ရောင်းတာကလက်စွပ်ဆိုတာထက်ကိုပေါ့နော်တစ္ဆာတရားတွေ relationship ကို तू ကတန်ဖိုးထားတဲ့ဟာကိုရောင်းတဲ့ပုံစံလိုမျိုးပေါ့နော်မိန်းကလေးတယောက်အတွက်တသက်မှာတစ်ခါပဲဆောင်ရတဲ့မင်္ဂလာတို့ဘာတို့လေအဲဆိုတော့ तू လဲအဲ့ဒီအတိုင်းပဲလူတယောက်ရဲ့တသက်မှာတစ်ချိန်ပဲရမယ်လက်စွပ်ဒီလက်စွပ်ကိုမြင်ပြီဆိုတာနဲ့အော်သူစီမှာတကယ်ချစ်မြတ်နိုးတန်ဖိုးထားရတဲ့ယောက်ျားလေးဆိုရင်လည်းမိန်းကလေးရှိတယ်မိန်းကလေးဆိုရင်လည်းယောက်ျားလေးရှိတယ်ဆိုတော့ကျွန်တော်တို့ကတန်းပြီးတော့သိတာစေတယ်ပေါ့နော်ဒီရဲ့ right ကိုရောဒီလက်စွပ်ပိုင်ရှင်တွေရဲ့ right ကိုရောသူတို့ကတခါတည်း copyright တင်ထားပြီးသားဗျာတခြားဆိုင်ရလုပ်ပေးတဲ့ဆိုရင်လည်းအဲ့ဒီတခြားဆိုင်ရင်လည်းတရားစွဲခံရမယ်ဥပမာထားပါတော့ကျွန်တော်ကသွားဝယ်ပြီဆိုရင်ဒီတိုင်းသွားဝယ်ပြီးတော့ပတ်စံပေးပြီးတော့သွားဝယ်လို့မရအဲ့ဒီလက်စွပ်ကိုကျွန်တော်တို့ကအချက်လက်တွေဖြည့်ရဖြည့်ပြီးပြီဆိုတာနဲ့အဲ့ဒီလက်စွပ်မှာကုတ်သူတို့ကပေးပြီးသားဆိုတော့အဲ့ဒီကုတ်ကိုကျွန်တော်တို့ကရိုက်ရှာလိုက်တာနဲ့ဒီလက်စွပ်ရဲ့ပိုင်ရှင်ကဘယ်သူပါဆိုတာအချက်လက်အကုန်လုံးကြားတယ်ပေါ့နော်တင်စားမယ်ဆိုရင်ပေါ့ဗျာဒီတသက်မှာတစ်ချိန်ပဲရမယ်လက်စွပ်တို့နောက်တစ်ခုကဒါတစ္ဆာတရားရဲ့ပြယုတ်တို့ချစ်ချင်းတရားရဲ့တန်ဖိုးပေါ့ဗျာသိတယ်မလားအဲ့ဒါအဲ့လောက် level လောက်အထိသွားတဲ့လက်စွပ်ပေါ့နော်ကျွန်တော်နောက်ထပ်မိုက်တဲ့အချက်ကိုကျွန်တော်ထပ်ပြီးတော့ပြပေးမယ်အဲ့ဒါဘာလဲဆိုတော့ဥပမာကျွန်တော်မှလည်းမိန်းမရှိတယ်ဟမ်ဆိုတော့ကျွန်တော်မိန်းမကိုကျွန်တော်ဒီဟာသွားဝယ်ပြီးဆိုတာနဲ့ကျွန်တော်ကတစ်ခါပဲဝယ်လို့ရကျွန်တော်မိန်းမကအိမ်ပြန်ရောက်ပြီဆိုတာနဲ့ QR code ကို scan ဖတ်လိုက်တယ်ဆိုရင်အဲ့ဒီလက်စွပ်ကိုဝယ်ခဲ့တဲ့သူရဲ့ကျွန်တော်နာမည်ကိုတန်းပြီးတော့ပေါ်တယ်โอเคဒီဟာကိုမှကျွန်တော်ကနောက်ထပ်အငယ်နောက်တစ်ယောက်လည်းရှိတယ်မဆိုင်ရတော့ကွာအဲ့ဒီအငယ်နောက်ကလည်းသူ့အတွက်ညီမကကိုကြီးရဲ့ special one ဖြစ်ချင်လို့ပါဘာညာလို့ပူဇာတဲ့အခါသမယမှာကျွန်တော်ကသူ့ကိုလည်းဝယ်ပေးခြင်းတယ်ဆိုရင်ကျွန်တော်မှနောက်ထပ်သွားပြီးတော့ဝယ်ပိုင်ခွင့်မရှိတော့ဘူးဆိုတော့အဲ့ဒီအခါသမယမှာကျွန်တော်ဝယ်ပေးခြင်းတယ်သူ့ကိုလည်းဖြစ်ခြင်းတယ်ဆိုရင်ကျွန်တော်ရဲ့တငယ်ချင်းတစ်ယောက်ကိုသွားပြီးတော့ဝယ်ခိုင်းမယ်ဆိုရင်ရလားဆိုရင်တော့ရတယ်ဒါပေမဲ့ပြဿနာဘယ်အချိန်မှာတက်မလဲဆိုတော့အဲ့ဒီအငယ်အနှောင်းကကျွန်တော်တို့ဒီမှာပါတဲ့ QR ကို scan ဖတ်လိုက်တဲ့အချိန်မှာကျွန်တော်နာမည်ဖြစ်မနေအဲ့မှာ꽌မယ်သိလားဆိုတော့မိုက်တယ်ဆိုတာကျွန်တော်အဲ့ဒါကိုပြောတာဆိုလိုချင်တာကကိုယ့်ရဲ့တသက်မှာတကယ်တန်ဖိုးထားတဲ့သူအတွက်ကိုပဲဒီလက်စွပ်ကဖြစ်မှာဗျာဒါအောင်မှအငယ်နောက်ကလက်ခံတယ်ဆိုရင်တော့လည်းမပြောတတ်ဘူးပေါ့နော်ဒီဟာကိုကျွန်တော်တို့ပြောင်းပြန်ပြီးတော့တွေးမယ်ဆိုရင်ကျွန်တော်ဗီဒီယိုအရင်ဆုံးကအငယ်နောက်ကတွေ့သွားတယ်ပဲထားတွေ့သွားတဲ့အချိန်ကတည်းကမှဒီလက်စွပ်လေးကိုသူ့ရဲ့အကိုကြီးပဲဖြစ်စေတယောက်ယောက်ပဲဖြစ်စေဦးပဲဖြစ်စေဝယ်ပေးပါလို့ပူဇော်တဲ့အခါမှာသူကရောင်ရမ်းပြီးတော့အငယ်အနှောင်းကိုဝယ်ပေးလိုက်တယ်အဲ့ဒီထိကအဆင်ပြေသေးတယ်နော်ဒီဗီဒီယိုမှာသူ့ရဲ့တရားဝင်ကာမပိုင်မိန်းမကလည်းတွေ့သွားတဲ့အချိန်မှာဟဲ့ငါ့ကိုလည်းဝယ်ပေးဆိုရင်တော့အဲ့ဘဲပြဿနာတက်ပြီနေလားအဲ့ဘဲပြဿနာတက်ပြီ तू ကအငယ်အနှောင်းကိုသူ့နာမည်နဲ့ဝယ်ပေးထားတာဖြစ်တဲ့အတွက်နောက်ထပ်သူ့ရဲ့နာမည်နဲ့ထပ်ပြီးတော့ဝယ်ပိုင်ခွင့်မရှိတော့နော်အဲ့ဒီအချိန်ကသမီးရမှာဒီဘက်ကဒီတရားဝင်လက်ထပ်ယူထားတဲ့မယားကြီးကလည်း QR scan အိမ်ရောက်လို့ဖတ်လိုက်တဲ့အချိန်မှာသူ့ယောက်ျားရဲ့နာမည်ဖြစ်မနေဘူးဆိုတော့အဲ့ဒါ꽌မယ်ဒီလက်စော့ကတ
အားကြီးကိုမိုက်တယ်ဆိုတာအဲ့ဒါကိုပြောတာလူမှုရေးဖောက်ပြန်မှုတွေများလာတဲ့ခေတ်မှာပေါ့နော်ဒီလိုမျိုးလက်စွပ်လေးတွေဒီလိုမျိုးအတွေးလေးတွေပေါ်လာတာကတော်တော်လေးကိုမိုက်ပါတယ်ယောက်ျားလေးတွေအတွက်လည်းမိုက်ပါတယ်ဘာလို့လဲဆိုတော့ယောက်ျားလေးတိုင်းကလည်းအဲ့လိုမျိုးဖောက်ပြန်ပြီးတော့အငယ်နောက်ထားနေတာမဟုတ်ဘူးဗျာသိတယ်မဟုတ်လားကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းတကယ်ကိုပဲကိုတကယ်ချစ်ပြီးတော့ကိုတန်ဖိုးထားတဲ့အမျိုးသမီးကိုမှတစ်သက်လုံးပေါင်းနေတဲ့သူတွေလည်းရှိမင်္ဂလာဆောင်တော့မှပေးရမှာလားဆိုတော့လည်းမဟုတ်ပါဘူးလက်ထပ်ယူပြီးခလေးရှိတယ်ဒါပေမဲ့ဒီဗီဒီယိုတွေ့ပြီးတော့မှလုံးဝနေရာ9ရဲ့ special 1မှာဆိုတာဖြစ်စေချင်တယ်ဆိုလဲသွားဝယ်လို့ရတစ်သက်မှာတစ်ခါပဲယောက်ျားပဲဝယ်ဘယ်သူပဲဝယ် तू ကမှတ်ပုံထဲမှာတစ်ခါတည်း data ထည့်တာဖြစ်တဲ့အတွက်ကိုသွားဝယ်မယ်ဆိုရင်ကိုနာမည်တစ်ခါတည်းအပီလုံးဝသူသည်ကိုရဲ့ special 1ကြွားလို့ရတာပေါ့နော်ဟဲ့ဒီမှာတွေ့လားဒါပါလဲသိတယ်မဟုတ်လားမသိရင်ပညာဗီဒီယိုတော့ကြည့်လိုက်ဆိုပြီးတော့ပြလိုက်အဲ့ဒါဆိုလုံးဝပေါက်သွားတယ်ယောက်ျားလေးတွေအတွက်လည်းကျွန်တော်တို့တကယ်တန်ဖိုးထားရတဲ့အမျိုးသမီးတယောက်ကိုပေးတဲ့နဲ့မင်းကလေးတွေဆိုရင်လည်းကိုယ်တိုင်ဝယ်ပြီးတော့အမျိုးသားကိုပဲပေးဒါမှမဟုတ်လေပူဇာတင်ပါတယ်ပူဇာတယ်ဆိုတာကလက်စွပ်ကိုပူဇာတာမဟုတ်ဘူးပေါ့နော်သူပူဇာတယ်ဆိုတာကတစ္ဆတရားရှိမှုကိုပူဇာတာဖြစ်တဲ့အတွက်ဒါကတော့ပူဇာတင်ပါတယ်ယောက်ျားလေးဆိုရင်လည်းကိုယ့်ရဲ့ချစ်ချင်းမြတ်တာကိုတက်တည်ပြရောက်ငါကနင်းကိုတကယ်တန်ဖိုးထားပါတယ်ငါကနင်းကိုဘလောက်ထိချစ်ပါတယ်ငါဘဝမှာတကယ်တမ်းနင်းသားလျင်တူးတဲ့တယောက်ထဲသားလျင်ငါဘဝရဲ့တန်ဖိုးအရှိဆုံးလူသားပါအမျိုးသမီးပါဆိုတာကိုကျွန်တော်တို့ကတက်တည်ပြရရောက်ပါတယ်เนาะဆိုတော့ကျွန်တော်အဲ့ဒါကြောင့်အစတည်းကပြောခဲ့တာဒီဟာကလက်စွပ်ဆိုတာထက်ပိုပြီးတော့နောက်ထပ် next level ပေါ့เนาะနောက်ထပ် level တစ်ခုရောက်နေတဲ့လက်စွပ်ဆိုတာကျွန်တော်ကအဲ့ဒါကိုပြောတာမင်္ဂလာဒီတိုင်းရိုးတန်းတန်းတာမန်လက်စွပ်နဲ့စောင့်နေမဲ့အစားပေါ့เนาะဒီလိုဟာမျိုးလေးတွေနဲ့စောင့်လိုက်တာကပိုပြီးတော့တခါတည်းသိတယ်တခါတည်းဇစ်နဲ့ပါတခါတည်းပိတ်ပြီးတော့ချုပ်ထားပြီးသားဖြစ်ပါတယ်ဒါကတော့မိန်းကလေးတွေအတွက်ကိုပြောပြတာပေါ့နော်တာမန်လက်စွပ်နဲ့ဆောင်းလို့မရဘူးလားဆိုတော့လည်းမဟုတ်ဘူးဆောင်းလို့ရပါတယ်အဲ့လိုနေရာမှာဒီလိုမျိုးလေးတွေလုံးလိုက်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့ချစ်ချင်းမြတ်တာကိုပို့ပြီးတော့ခိုက်မာစေတယ်ပေါ့နော်လက်စွပ်တော့ရောင်းတာပဲဗျာဒါပေမဲ့လက်စွပ်ရောင်းတာမဟုတ်မနေဘူးသူ့ရဲ့ထူးကြတာအဲ့ဒါကျွန်တော်ကြိုက်တာလေအဲ့ဒါဒီဘက်ခေတ်မှာဘယ်သူမှအဲ့ဒီ idea မရှိဘူးဆိုတော့နောက်တစ်ယောက်လည်းထပ်လုပ်လို့မရဘူးထပ်လုပ်ရင်လည်းအဲ့သူတို့ဒီဟာကိုလောက်တဲ့အုံနာတွေတရားဆွဲမှာဘာလို့လဲဆိုတော့မူပိုင်ခွင့်ကအကုန်တင်ပြီးသားဖြစ်တဲ့အတွက်လေနော်အဲ့ဒီဟိုးထက်တဲ့မှာအသားတစ်စိတ်လေးနဲ့သူအဲ့ဒီ series ရဲ့ကုတ်နံပါတ်လည်းပါတယ်ပြီးတော့ QR လည်းပါတယ်ပေါ့နော်ဆိုတော့ QR ကို scan ဖတ်လိုက်တာနဲ့ဘယ်သူပဲဝယ်ထားတယ်ဆိုတာကြည့်လို့ရတယ် check လုပ်လို့ရတယ်ပေါ့နော် Angel Garden ကနေဒီ idea ကိုအကောင့်ထဲပေါ်တာဖြစ်ပါတယ် Angel Garden ကသူတို့ထုတ်ပေးတဲ့ဒီဇိုင်းကိုကမကြိုက်ဘူးဆိုရင်လည်း customize အပ်လို့ရပါတယ်ဒါပေမဲ့အဲ့ဒီ customize ကတော့ကျွန်တော်တို့မူပိုင်ခွင့်ရရှိမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့သွားအပ်တဲ့ကိုပိုင်ကိုကြိုက်တဲ့ဒီဇိုင်းဖြစ်တဲ့အတွက်အဲ့ဒီဒီဇိုင်းကတခြားဆိုင်တွေရလည်းလုပ်ထားတာလည်းဖြစ်ချင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီတနေရာကဒီဇိုင်းလည်းဖြစ်ချင်းဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ကိုပိုင်အုံးဒီဇိုင်းမဖြစ်တဲ့အတွက် customize အပ်မယ်ဆိုရင်တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့မူပိုင်ခွင့်လေးကိုတော့ရရှိမှာမဟုတ်ပါဘူးခင်ဗျာ Angel Garden ကသူတို့စီကဝယ်တဲ့ဒီလက်စွပ်တွေကိုပေါ့နော် lifetime warranty ပေးထားပါတယ်ဒီ member ကဘာလဲဆိုတော့ကျွန်တော်ဒီ Angel Garden ကနောက်ထွက်မဲ့ဒီဇိုင်းတွေမှာပေါ့နော်ကျွန်တော်တို့က 5% discount ရမယ် member ကပါနော်ဈေးကလည်းအဲ့လောက်ထိများတာမဟုတ်ပါဘူး10သိန်းကျော်ကနေစပြီးတော့300ဝန်းကျင်အထိအသီးသီးအစားစားရှိပါတယ်ကိုကြိုက်တဲ့ package ကိုနိုင်တဲ့ package ကိုကိုယ့်အနေကိုဝယ်လို့ရပါတယ်တစ်ထပ်လက်စွပ်မဝယ်ရသေးဘူးဆိုရင်လည်းဒီလိုမျိုးပစ္စတရားကိုတန်ဖိုးထားတဲ့လက်စွပ်လေးတွေကျွန်တော်တို့ကမင်္ဂလာဆောင်မှာဆင်မြန်းတင်ပါတယ်ဆိုတော့ဒီလိုမျိုးထူးထူးဆန်းဆန်းပစ္စည်းတွေကို review လုပ်ခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်ကျွန်တော်လူတွေအတွက်ကိုဒီလိုမျိုးလေးတွေထူးထူးခြားခြားပစ္စည်းလေးတွေထူးထူးဆန်းဆန်းပစ္စည်းလေးတွေကိုဝေမျှပေးရတဲ့အတွက်လည်းဝမ်းသာပါတယ်ဆိုတော့ဆုံးနေကြည့်ပေးတဲ့ကျေးဇူးမြတ်ပဲတင်ပါတယ်အားလုံးပဲ someone special ဖြစ်ကြအောင်တက်တာ